ကျွန်တော်တို့ရောင်းတော့မယ်ဆိုလို့ရှိရင်အယောင်းထဲကိုဝင်လိုက်မယ်အယောင်းထဲကိုဝင်လိုက်ပြီးတော့ဒိုင်းကနှလုံးဖိုင်နေရောသုံးလုံးဖိုင်နေရောဖွင့်ထားတယ်ဆိုရင်ဒီအယောင်းထဲမှာဖိုင်နေပေါ်နေလိုက်မယ်နော်ဒိုင်းမဖွင့်သေးဘူးဆိုရင်တော့ဒီနေရာမှာအယောင်းဒီဖိုင်နေကတော့ဒီဖိုင်နေပေါ်နေမှာမဟုတ်ဘူးသူဒိုင်းဖွင့်တဲ့ချိန်မှာရောက်မှာပဲပေါ်မှာကိုကလည်းအဲ့ရောက်မှာပဲထိုးလို့ရမှာအဲ့တော့ဟုတ်ပြီကိုကဒီအစမ်းဖိုင်တွေကိုကျွန်တော်တို့အရင်စမ်းပြီးတော့ထိုးကြည့်မယ်အဲ့တော့ဒီအစမ်းဖိုင်ကဆိုရင်ဘေးချိန်မှာပိတ်တယ်လေဆိုရင်2 နာရီမှာပိတ်မှာအဲ့တော့2 နာရီမှာပိတ်မှာဟုတ်ပြီအဲ့တော့အစမ်းဖိုင်တွေကိုစပြီးတော့ရောင်းမယ်အစမ်းဖိုင်လေးတွေဝင်လိုက်မယ်ဝင်ပြီးတော့ကနန်းရိုက်ရန်ကိုနှိပ်လိုက်မယ်ကနန်းရိုက်နှိပ်တဲ့ချိန်မှာကျွန်တော်တို့ဒါကရောက်တော့ကနန်းရိုက်တဲ့နေရာဒါကငွေထည့်တဲ့ငွေ unit ထည့်တဲ့နေရာအဲ့တော့ဒီကမှာခွင့်8ကိုနော်900ဆိုရင်900ပြီးရင် okay ပေးလိုက်မယ်ဒါဆိုတကွက်ရသွားပြီနော်ရှည်စီးရီနော်ရှည်စီးရီဆိုတာအမှခွန်8ရှည်စီးရီဆိုရင်ခွန်8ကိုရိုက်မယ်ပြီးရင်ရှည်စီးရီကိုနှိပ်မယ်ခွန်8ရှည်စီးရီ9000ပေါ့နော်နောက်ပြီးတော့96အလဲစီးရီဆိုရင်ဒီကောင်အလဲစီးရီလေးကိုနှိပ်လိုက်မယ်96အလဲစီးရီအဲဆိုရင်9 star 6ဆိုပြီးတော့အလဲစတားလေးကအလဲမှာဝင်သွားပြီဟုတ်ပြီအဲ့ရောက်ဆိုမှ9 star 6 4000ဆိုရင်4000ပြီးရင် okay ပေးမယ် okay ကိုနှိပ်လိုက်မယ်ဒါဆိုရင်56အလဲစီးရီပေါ့နော်ဒါဆိုရင်56အလဲစီးရီပြီးနောက်ထပ်တစ်ခုကကနန်းပြန်ပြီးတော့ဒါတွေကကနန်းပြန်ပြီးတော့ရိုက်ချင်တယ်ဆိုရင်ကနန်းရိုက်ရန်လေးကိုပဲကနန်းရိုက်ရန်ကိုပဲထပ်ပြီးတော့နှိပ်လိုက်မယ်ကနန်းရိုက်ရန်ထပ်နှိပ်မယ်ပြီးရင်ပရိတ်ရိုက်ချင်တယ်ဆိုရင်9ပရိတ်ဆိုရင်9ပရိတ်900ဘူးဆို900 okay twine ဆိုလို့ရှိရင် twine 100ဘူး okay နောက်ပြီးတော့456ဆိုရင်456နော်456 R 900 9000ပေါ့နော် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ကတိန်းတော့မယ်ဆိုလို့ရှိရင်တိန်းတော့မယ်ဆိုရင်ဒီကောင်လေးကိုချက်ချစ်ကန်နဲ့နှိပ်ပြီးတော့နှိပ်လဲရတယ်ဒီသိန်းရန်ကိုတစ်ခါတည်းနှိပ်လဲရတယ်အဲ့တော့ချက်ချစ်ကန်နဲ့ပိတ်မယ်ပြီးရင်ဒီသိန်းရန်ကိုနှိပ်တူပဲနော်အဲ့တော့ဘေးဟာပဲနှိပ်သိန်းရန်ပဲရောက်မှာအဲ့တော့သိန်းရန်ကိုနှိပ်လိုက်မယ်သိန်းရန်နှိပ်တဲ့ချိန်မှာကျွန်တော်ဒါကကိုယ်ပြီးထားတဲ့ကော်နော်ကိုယ်ပြီးထားတဲ့ကော်ဒါကရောက်တော့အောက်ကဟာရောက်တော့ဒါကရောက်တော့ 2G နော် 2G ပေါ့ဒါကရောက်တော့ကော်နှုတ်ပြီးတော့ကော်နှုတ်ပြီးနောက်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးကကိုယ့်အောက်ကလူဘယ်သူထိုးတာတော့ဒီစလစ်ကဘယ်သူထိုးတာတော့အမီသတ်မှတ်လို့ရတယ်ဥမာဒီစလစ်ကကျွန်တော်တို့ A ရထိုးတာဆိုရင် A ဆိုပြီးတော့ရေးလိုက်မယ်ပြီးရင် okay ပေးလိုက်မယ် okay ပေးလိုက်တဲ့ချိန်မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမရတဲ့ကဏ္ဍနေပေါ့နော်ဒိုင်ကကိုချုပ်ထားတယ်အကုန်မရဘူးဆိုတဲ့သဘောဝင်သလောက်တော့ဝင်သွားတယ်အကုန်မရဘူးပုံမှန်ဆိုရင်တော့ဒီနေရာတွေမှာအကုန်ဝင်သွားမယ်နော်ဒိုင်းစီမှာပြည့်နေတယ်ဆိုရင်တော့ဒါတွေကမရတော့ဘူးเนาะအဲ့ရတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကရတဲ့ကဏ္ဍတွေကိုပဲကြည့်တော့မယ်ဆိုရင် okay ပေးလိုက်မယ်အဲ့တော့ဘေးကဏ္ဍတွေရသွားလဲသိကျင်တယ်ဆိုလို့ရှိရင်စလစ်ထဲကိုတွားပြီးတော့ကြည့်လိုက်မယ်စလစ်ကိုနှိပ်မယ်စလစ်ထဲမှာကျွန်တော်တို့ဘယ်လောက်ဖိုးဝင်သွားလဲဆိုတော့9600မိုးဝင်သွားတယ်ဟုတ်ပြီအဲ့စလစ်9600မိုးထဲမှာဘေးကဏ္ဍတွေပါတယ်လဲဆိုကြည့်ချင်းတစ်ခါထပ်ပြီးတော့ဒီဘောကိုထပ်ပြီးတော့နှိပ်လိုက်မယ်အဲ့မှာခွန်8ကို1000မိုး3ခွန်8 1000မိုးအကုန်လုံးအော်1000မိုးရဒီအောက်ကဒါတွေရောက်တော့900ဘူးစီကိုပရိတ်က900ဘူးဝင်သွားတယ်နော်ပြီးရင်456က1000မိုးဝင်သွားတယ်ဒါဆိုရင်စလစ်ထဲမှာသွားပြီးတော့ပြန်ကြည့်လို့ရတယ်နောက်ထပ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ထပ်ဆက်ပြီးတော့ထပ်ရောက်မယ်ဆိုရောင်းတဲ့ခါမှာနောက်တနည်းကဏ္ဍမရိုက်ချင်ဘူးကိုကသူတို့ထိုးသားတွေကပို့လိုက်တဲ့ message ကိုကျွန်တော် copy ကူးမယ်ဆိုလို့ရှိရင် copy ကူးပြီးပို့ချင်တာဆိုလို့ရှိရင်ဥပမာ Telegram ကဒီလိုမျိုးပို့ထားတယ်ဆိုရင်အဲ့ဒါလေးကို copy ယူလိုက်မယ်
copy ယူမယ် copy ယူခဲ့ပြီးတော့ကျွန်တော်တို့ခုနတုန်းကအယောင်းနေရာကိုပဲသွားမယ်အယောင်းနေရာထဲမှာဒီ message ပေါင်းအနီလေးကိုနှိပ်မယ်နော်အနီလေးကိုနှိပ်လိုက်တဲ့ချိန်မှာ copy ယူခဲ့တဲ့စောစောက copy ယူခဲ့တဲ့ Telegram copy ယူခဲ့တဲ့ဟာတွေက auto ဒီမှာလာပြီးတော့ပေါ်ပေးမှာနောက်ဆုံး copy ယူခဲ့တဲ့ဟာတွေဒီမှာလာပြီးတော့ပေါ်ပေးမှာအဲ့တော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အဲ့ဒီကဏ္ဍတွေကိုကျွန်တော်တို့တစ်ချက်စစ်လိုက်မယ်မှားတာရှိသလားစစ်လိုက်တဲ့ချိန်မှာဒီမှာအမှားပြတဲ့အကွက်ထဲမှာဘာမှမရှိဘူးเนาะအဲ့ဒါဆိုရင်ရပြီကျွန်တော်တို့က okay ပေးလိုက်မယ် okay ပေးလိုက်လို့ရှိရင်1 2 3ခုနတော့ copy ကူးလာတဲ့ကဏ္ဍတွေဟာကိုရိုက်เสียမလို့တော့ဘူးရိုက်ပြီးသားဖြစ်သွားပြီအဲ့ရောက်ပြီဆိုမှသိမ်းရနှိမ့်မယ်ပြီးရင်ဒီကောင်ကဘယ်သူထိုးတာတော့ B ထိုးတာဆိုရင် B ပေါ့နော် B ထိုးတာဆိုရင် B ဟွာလုပ်ပြီးတော့ကျွန်တော်တို့က okay ပေးလိုက်မယ် okay ပေးလိုက်မယ် okay ပေးလိုက်လို့ရှိရင်ဒါဆိုရင်ထိုးကဏ္ဍအားလုံးရပါသည်စလစ်သုံးမဟုတ်ထိုးပြီးကဏ္ဍများတွင်ကြည်ပါဆိုတော့ကျွန်တော်တို့စလစ်ထဲကိုတွားပြီးတော့ကြည်မယ် okay ပေးလိုက်မယ်အဲ့တော့စလစ်ထဲကိုအလွယ်တကူတန်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီကောင်ကိုဒီစလစ်အနီလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကြည့်လို့ရတယ်လုံးဝမဟုတ်ဘူးကဏ္ဍဆက်ရိုက်เสียရှိသေးတယ်ဆိုရင်နောက်မှကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဏ္ဍရိုက်เสียရှိတဲ့ကဏ္ဍဆက်ပြီးတော့ရိုက်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဘေးမှာတော့ထပ်ပြီးတော့ဘေးမှာတော့ပြီးတော့ကြည့်လို့ရဆိုတော့ဘတ်ပြန်ထွက်ပြီးတော့ဒီစလစ်ထဲလာပြီးတော့ကြည့်လို့ရနောက်မှကြည့်မယ်ဆိုရင်ဒီစလစ်ထဲကိုဝင်ပြီးတော့ကြည့်မယ်အဲ့မှာစလစ်ထဲကိုကြည့်တဲ့အခါမှာအရင်စလစ်တွေပါအဟောင်းတွေပါပေါ်နေရဖြစ်တဲ့အတွက်ကိုကခုတစ်ပတ်ရဲ့ဒီတစ်ပတ်ရဲ့ကိုထိုးတဲ့ပတ်စဉ်ရဲ့စလစ်တီးသန့်ကိုပဲပေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာလေးမှာဖိုင်အားလုံးဆိုတဲ့ဖိုင်နေရာမှာလည်းယူရမယ်အပတ်စဉ်ရဲ့နော်ဒီအပတ်စဉ်ရဲ့ဒီအားလုံးဆိုတဲ့နေရာမှာလည်းယူရမယ်အဲ့တော့ဖိုင်အရင်ယူမယ်ဖိုင်ဆိုတဲ့ဖိုင်အရင်ယူတဲ့အခါမှာအစမ်းဖိုင်ပေါ့အဲ့တော့ဖိုင်ယူတဲ့နေရာမှာ 2D ကြည့်မှာလား 3D ကြည့်မှာလားနော် 2D ကြည့်မှာဆိုလို့ရှိရင် 2D ကြည့်မှာလား 3D ကြည့်မှာလား 2D ကြည့်မှာဆိုရင် 2D ကိုရွေးမယ်အဲ့မှာကိုရွေးထားတာလေးကဒီမှာအစိမ်းရောင်အတန်းလေးနဲ့နော်အဲ့တော့ 2D ဆိုရင်လည်း 2D ရွေးလိုက်တာနဲ့ 2D အစိမ်းရောင်အတန်းလေးနဲ့ 3D ရွေးမှာဆိုရင် 3D ကိုနှိပ်လိုက်ဟုတ်ပြီအဲ့မှာမှကျွန်တော်တို့ကဖိုင်လေးရွေးပေးရမယ်အပတ်စဉ်လည်းရွေးပေးရမယ်အဲ့တော့ဖိုင်ရွေးမယ်ပထမအစမ်းဖိုင်ပေါ့နော်ပြီးရင်အပတ်စဉ်မှာလည်းအစမ်းဖိုင်အဲ့ဒါရွေးလိုက်လို့ရှိရင်ခုအစင်းစလစ်အဟောင်းနေမပေါ်တော့မဲ့ကိုယ့်ရဲ့အစမ်းဖိုင်ထဲမှာထိုးထားတဲ့စလစ်သီးသန့်လေးပဲပေါ်နေလိုက်ပဲအဲ့တော့ဟုတ်ပြီအဲ့စလစ် base စလစ်1ထဲမှာရှိတဲ့နော်ကဏ္ဍတွေကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီစလစ်နေရာကြိုက်တဲ့နေရာတနေရာမှာထောက်လိုက်ထပ်ထောက်လိုက်အဲ့ဆိုရင်စလစ်နံပါတ်1ထဲမှာပါတဲ့ကဏ္ဍတွေပေါ်လာလိမ့်မယ်နောက်ပြီးတော့စလစ်နံပါတ်2ထဲမှာရှိတဲ့ကဏ္ဍတွေကိုသိကျင်တယ်ဆိုရင်ဒီစလစ်နံပါတ်2စလစ်နံပါတ်2 split number 2တနည်းအားမှာထောက်လိုက်အဲဆိုရင် split number 2ထဲမှာပါတဲ့ကဏ္ဍတွေပေါ်လာလိမ့်မယ်ဟုတ်ပြီဒါက split ပြန်ကြည့်တာပါနော်နောက်တစ်ထပ်ပြီးတော့ရောင်းမယ်ဆိုရင်အရောင်းထဲကိုသွားမယ်အစမ်းဖိုင်နှိပ်မယ်အဲပြီးရင်ကျွန်တော်တို့ Telegram ကထပ်ပို့ထားတဲ့ဟာရှိတယ်အဲဒီ Telegram ပို့ထားတဲ့ကဏ္ဍကိုဒီကဏ္ဍကိုကျွန်တော်တို့က copy ယူလိုက်မယ်နော်ထောက်ပြီးတော့ဒီမှာ copy ယူလိုက်မယ်copy ကိုနှိပ်လိုက်မယ် copy ကိုနှိပ်ပြီးတော့ဒီဘက်ကအယောင်းထဲကိုသွားမယ်အယောင်းထဲမှာဒီ message ပေါင်းအနီရောင်အပေါင်းလက္ခဏာအားရလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ခု Telegram ကကူးလာတဲ့ကဏ္ဍတွေအကုန်လုံးပါလာပြီဟုတ်ပြီဒါပေမဲ့ဒီမှာရောက်တော့ကဏ္ဍတွေတိုင်းပါတယ်အောက်ကငွေအမောင်းကအော်1000ဖြစ်တယ်အဲ့ဒါမျိုးဆိုရင်ဘယ်လိုအစားသွင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ replace ဆိုတဲ့အကွက်ထဲမှာနောက်ကဒီ432ကလည်း1000ဖြစ်ချင်တယ်567ကလည်း1000ဖြစ်ချင်တဲ့အတွက်အကုန်လုံး all 1000ဖြစ်ချင်တဲ့အတွက်အဲ replace နေရာမှာကျွန်တော်1000ရိုက်ထည့်ရမယ်အဲ့တော့အဲ့မှာ1000ရိုက်ထည့်လိုက်
တထောင်ရိုက်ထည့်ပြီးတော့ဒီမှာ replace ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ all 1000ဖြစ်သွားပြီအဲ့တော့ဒီဘက်ကမလိုတဲ့ဒီ1000ကတော့ဖြတ်ပေးလိုက်ပါနော်ဖြတ်ပေးလိုက်မယ်ပြီးရင်စေ့ရန်နှိပ်မယ် okay ပေးလိုက်ဒါဆိုရင်အကုန်လုံးကဏ္ဍတွေအကုန်လုံးရိုက်ပြီးသားလည်းဖြစ်သွားပြီဟို1000လည်းအကုန်လုံးအစားသွင်းပြီးသားဖြစ်သွားပြီပြီးပြီဆိုမှသိန်းရန်ကိုနှိပ်မယ်သိန်းရန်နှိပ်မယ်ဘယ်သူကထိုးတာတော့အဲ့မှာထိုးသားအမည်မှတ်မှာပေါ့နော်ဥပမာ C ရထိုးတာဆိုရင် C ပေါ့ပြီးရင် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ထိုးကဏ္ဍအားလုံးရပါသည်နော်ထိုးကဏ္ဍအားလုံးရပါသည်ဒီမှာ okay ပေါ့ဟုတ်ပြီအဲ့ဒီဆိုရင်ကျွန်တော်တို့ okay ပေးလိုက်မယ်ပြီးရင်ဘာတွေကြည့်လို့ရသေးလဲဆိုတော့ထိုးပြီးကဏ္ဍများဒီထိုးပြီးကဏ္ဍများကိုထိုးထားတဲ့ကဏ္ဍတွေကဘာတွေရှိလဲသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ 3D ကိုရွေးပေးမယ်အခုက 3D ထိုးတာဖြစ်တဲ့တော့ 3D ကိုရွေးပေးမယ်ပြီးရင် file ရွေးမယ်ပတ်စဉ်ရွေးမယ်အဲ့တော့အစမ်း file ရွေးလိုက်မယ်ဒါဆိုရင်ကိုထိုးထားတဲ့ကဏ္ဍတွေအကုန်ကျလာဒါဒီလိုကြည့်လို့လည်းရတယ်နောက်တစ်နည်းကကိုလေဂျာကြည့်ကျင်တယ်ဆိုရင်ကိုထိုးထားတဲ့လေဂျာကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကိုသွားမယ်ပြီးရင်လေဂျာဆိုတာကိုနှိပ်လိုက်မယ်လေဂျာတဲ့ကိုသွားလိုက်မယ်ပြီးရင် 3D ပဲရွေးမယ်ကိုက 3D ကြည့်မှာဆိုတော့ 3D ပဲရွေးမယ်ပြီးရင်အပတ်စဉ်ရွေးမယ်အစမ်း file ပေါ့နော်အစမ်း file ရွေးပြီးတော့ဒါဆိုလို့ရှိရင်အဲ့ဒီအစမ်း file ထဲမှာစောစောတော့ကျွန်တော်တို့ရိုက်ထားတဲ့ကဏ္ဍတွေရှိတယ်အဲ့ဒီထဲမှာ305ခွန်ကဘယ်သူထိုးရလဲသိကျင်တယ်ဆိုရင်ထပ်ပြီးတော့ထောက်ကြည့်လိုက်မယ်နော်အဝါလေးပေါ်ကိုထောက်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့အောက်က B ရထိုးထားတာ2000မို့ထိုးထားတယ်305ဆိုရင် B ပဲခွန်50ဆိုရင်လည်း B ပဲ349 B 138 A 234 A 856 A 8 try A 9 try A စီထိုးတာတွေလည်းရှိဒီကြားထဲမှာရှိပါနော်အဲ့ဒါစီထိုးထားတာတွေကျွန်တော်ပြန်ကြည့်ချင်တယ်ဆိုစလစ်ထဲကိုသွားမယ်ဖိုင်ရွေးမယ်ပတ်စဉ်ရွေးမယ်စီထိုးထားတဲ့ကဏ္ဍတွေဘာတွေရှိလဲဆိုတော့ဒီမှာ432 56ခွန်အဲ့ဆိုလေဂျာတဲ့ကိုကျွန်တော်လေဂျာတဲ့ကိုသွားကြည့်မယ်ဒီမှာစီထိုးထားတယ်ဒါကစီထိုးထားတဲ့စလစ်ဒီစလစ်ကစီထိုးထားတဲ့စလစ်ဒီကောင်က B ထိုးထားတဲ့စလစ်ဒါက A ထိုးထားတဲ့စလစ်အဲ့တော့စီထိုးထားတဲ့စလစ်ထဲမှာဘာတွေပါလဲဆိုတော့432ရှိတယ်အဲ့ဆိုရင်432ရှိအဲ့ဆိုရင်လေဂျာကိုသွားမယ်အစမ်းဖိုင်ကိုထောက်ကြည့်လိုက်432ဒီဟာဆိုလို့ရှိရင် C ရ A ရထိုးထားတယ်ဒီလိုမျိုးကြည့်လို့ရတယ်ဒါကလေဂျာပေါ့နော်ကိုယ့်ရဲ့စည်ရင်းကြည့်တော့မယ်ဆိုလို့ရှိရင်လည်းဒီမှာစည်ရင်းတွေကိုသွားမယ်အဲ့မှာအစမ်းဖိုင်ကိုရွေးမယ်ဒီဘက်ကလည်းအစမ်းဖိုင်ကိုရွေးမယ်အဲ့တော့ဒါကရောက်တော့ဒီနေရာမှာစည်ရင်းရှင်းတဲ့ခါမှာကိုယ့်ရဲ့ရောင်းကြီးစုစုပေါင်းကဒီလောက်ရှိတယ်ဒါကကောနှုတ်ပြီးဒိုင်ကကိုကိုဒီလောက်ပေးတယ်ဟုတ်ပြီအဲ့မှာမှဒိုင်နဲ့ကိုနဲ့ရှင်းရမယ်ဒါဆိုရင်ပေါက်သီးမပါဘူးဆိုတဲ့သဘောပေါ့နော်dead တို့ဒီမှာမရှိဘူး dead တို့ပေါက်သီးမပါတဲ့အတွက်ကိုနဲ့ရှင်းရမှာကိုကိုရော်ထားတဲ့ကဏ္ဍကလည်း0ဖြစ်နေတယ်နော်အဲ့တော့ဒိုင်ကိုပေးရမှာကကိုအနှုတ်နဲ့ထွက်တာဖြစ်တဲ့ဒိုင်ကိုပေးရမှာ2,14,980ပေးရမှာဟုတ်ပြီအဲ့ထဲမှာမှကိုက A ဒီက96,000ရမယ် B ဒီက3,34,500ရမယ် C ဒီက8,000ရမယ်ဟုတ်ပြီအဲ့မှာ A ကိုက A ကို10ကော10ပေးတယ်ဆိုရင်ဒီမှာကော10ထည့်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ကကောနှုတ်လိုက်တဲ့အတွက်96,000မဟုတ်တော့ဘူး68,400ရမယ် B ရရောက်တော့ကောက12ပေးတယ်ဆိုရင်
BD ကကျွန်တော်တို့334,500မရတော့ဘူးကော်နှုတ်လိုက်တော့318,360ပဲရတော့မယ်ပြီးရင် CD ကရောက်တော့ကျွန်တော်တို့ C ကိုရောက်တော့5ချက်ပဲပြီးတယ်ဆိုရင်8,000မရတော့ဘူးသူ့ကို5ချက်ကော်4,000နှုတ်လိုက်တော့9,600ရမယ်ဟုတ်ပြီအဲ့ဒါကိုမှစီးရင်ပို့ခြင်းနဲ့ဆိုရင်တော့ဒီ AD ကိုပို့မယ်ဆိုရင် A ရဲ့ဘေးကဒီမြားလေးကိုနှိပ်လိုက်မယ်အဲ့ရောက်ပြီဆိုမှ Viber Telegram ကိုကြိုက် UU message ကိုကြိုက်ရနဲ့သူတို့စီကိုပို့လိုက်မယ်နော် Telegram ပို့မယ်ဆိုရင် Telegram ပြီးရင်ပို့မဲ့လူနာမည်ကိုထောက်ပြီးရင် share လိုက်အောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအစမ်းဖိုင်ရဲ့ဒီအနှုတ်နေရာမှာပေါက်သီးထည့်လိုက်လို့ရှိရင်ပေါက်သီးတက်လာမယ်ပြီးရင်အမည်က A ရောင်းကြီးက9,600နော်သူကော်က5ချက်ပေးတာကော်ပေးတာဖြစ်တယ်ကော်30ပေးတာဖြစ်တဲ့အတွက်အဲ့မှာကော်က9,600ကော်ရတယ်ပြီးရင်ကော်နှုတ်ပြီးက6,8,400ဒဲတွေတွတ်တွေရော်ကြီးဒဲတွတ်မှာပါတဲ့အတွက်ရော်ကြီးမရှိဘူးအဲ့တော့သူ့စီကကိုရမှာက6,8,400ဒါကစင်းရင် share လိုက်တော့နော်